မျိုးသားတယောက်နိုးနိုးချင်းပထမဆုံးလုပ်တဲ့အလုပ်ကသူ့ဇနီးအသက်ရှူနေသေးလားဆိုတာကိုစစ်ဆေးတာပါဒါပေမဲ့ရလက်ကတော့သူ့ကိုစိတ်ပြက်စေပါတယ်ဂျက်ဟာချမ်းသာတဲ့တထေးမကြီးနဲ့အိမ်အောင်ကြတာအနှစ်20ရှိပါပြီဒီနေ့ကတော့သူတို့ရဲ့မင်္ဂလာတက်တန်းနှစ်ပတ်လည်နေ့ပေါ့အန်နီကသူ့ကိုနှစ်ပတ်လည်လက်ဆောင်ဖြစ်ဈေးကြီးတဲ့လက်ပတ်နာရီတစ်လုံးပေးပါတယ်သူ့ဇနီးကသူ့စီကလက်ဆောင်ကိုမျှော်လင့်တကြီးစောင့်ကြည့်နေပေမဲ့ဂျက်ကတော့နှစ်ပတ်လည်နေ့ကိုမေ့နေတာထင်ရှားပါပဲကံကောင်းတာကဂျက်ကလူလေဆိုတော့ချက်ချင်းပဲတုံ့ပြန်လိုက်ပါတယ်သူကအန်အောစရာ surprise တစ်ခုစီစဉ်ထားပါတယ်ဆိုပြီးလိပ်ပြောလိုက်ပြီးအန်နီကိုကိုယ်တိုင်လိုက်ရွေးဖို့ခေါ်သွားမယ်လို့ပြောပါတယ်အန်နီကတော့ဒါကိုကြားရတာအယံဝမ်းသာသွားတာပေါ့မကြခင်မှာပဲသူတို့နှစ်ယောက်စိန်ခံကားအယောင်ပြခန်းကိုရောက်သွားကြပါတယ်သူတို့ဝတ်ထားတဲ့အဝတ်စားတွေနဲ့လိုက်ဖက်မဲ့တိုင်ကားတစ်စီးကိုရွေးချယ်လိုက်ကြတယ်ဒါပေမဲ့အသက်80အရွယ်သူ့ဇနီးကကားမမောင်းတတ်ဘူးလို့ပြောပါတယ်ဒါဟာဂျက်ရဲ့အစီအစဉ်တိုင်းပါပဲဂျက်ကစိတ်ပြတ်သွားတဲ့ပုံစံဟန်ဆောင်လိုက်ပါတယ်သူကအန်နီကိုစိတ်မကောင်းဖြစ်သွားတဲ့မျက်နှာပေးနဲ့ကြည့်လိုက်တဲ့အခါသူ့ဇနီးကဂျက်ကိုစိတ်မဆိုးစေချင်တာနဲ့အဲ့ဒီကားကိုဂျက်အတွက်ဝယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေ့အတွက်ဘလို့ငွေပေးချေမှုစနစ်ကိုသုံးမလဲခင်ဗျားလို့အယောင်ဝန်ထမ်းကမေးတဲ့အခါသူမဇနီးဖြစ်သူပေးပါလိမ့်မယ်လို့ဖြေလိုက်ပါတယ်အယောင်ဝန်ထမ်းကလည်းကောင်းပါပြီစနစ်ထဲမှာအဲ့ဒီလိုပေးချေလို့ရမလားဆိုတာကြည့်လိုက်ပါဦးမယ်လို့ပြောပါတယ်ဂျက်ဟာသူ့ရဲ့ကားတစ်လေးကိုစီးပြီးအပျော်ကြီးပျော်နေတာပေါ့ဒါပေမဲ့ညဘက်အိမ်ပြန်ရောက်တဲ့အခါအိမ်ရှိမှာသူ့ကားလိုမျိုးနောက်ထပ်ကားတစ်စီးထည့်ရထားတာကိုတွေးလိုက်ရပါတယ်သူကဒါဟာသူ့ဇနီးစီကနောက်ထပ် surprise တစ်ခုလို့စိတ်လှုပ်ရှားစွာတွေးလိုက်မိပေမဲ့အိမ်ထဲကိုဝင်သွားတဲ့အခါမှာတော့အန်နီဟာကားရောက်ဝန်ထမ်းနဲ့ခိုးစားနေတာကိုတွေးလိုက်ရပြီးအန်နီကသူ့ကိုကွာရှင်းချင်နေပါတယ်ဂျက်ကပိုင်ဆိုင်မှုတစ်ဝက်ကိုတောင်းဆိုပေမဲ့အန်နီကဟိုးအရင်ကတည်းကသူ့ကိုအိမ်အောင်ဖက်ပိုင်ဆိုင်မှုစာချုပ် Brandap မှာလက်မှတ်ထိုးခိုင်းထားပြီးသားပါဘာရောချင်းမှမရဘဲနဲ့ဂျက်ဟာအိမ်ကနေထွက်သွားရပါတယ်သူကသူ့ရဲ့တငယ်ချင်းတယောက်စီအကူအညီတောင်းဖို့သွားပေမဲ့သူ့တငယ်ချင်းကလည်းအသက်60အရွယ်ဇနီးတဲ့နဲ့အတူကဘာပတ်ဖို့ပြင်းနေတာပါဒါကြောင့်မျှော်လင့်ချက်မဲ့နေတဲ့ဂျက်ကိုသူကညှင်းပယ်လိုက်ပါတယ်သူ့တငယ်ချင်းကဂျက်ကိုဒီထက်ပိုပြီးချမ်းသာတဲ့သူကိုထပ်ရှာဖို့အားပေးပါတယ်နောက်ဆုံးမှာတော့ဂျက်ဟာသူ့နှမဖြစ်သူရဲ့အိမ်မှာပဲကတ်နေဖို့ကလွယ်လို့ရွေးချယ်စရာမရှိတော့ပါဘူးသူ့နှမကတော့ဂျက်ရဲ့အကျင့်စရိုက်တွေကိုအယမ်းမုန်းပါတယ်ဂျက်ကိုဒီအိမ်မှာနေခြင်းရင်အလုတ်ကိုင်အစ်စ်အမှန်တစ်ခုရှာရမယ်လို့ပြောပါတယ်ဂျက်ကတော့မတက်တာပဲသဘောတူလိုက်ရပါတယ်သူဟာကြော်ညာဆိုင်ပုတ်ကန်ရတဲ့အလုပ်ကိုရခဲ့ပါတယ်ဒါပေမဲ့ဂျက်ဟာအနှစ်20လုံးအလုံးမလုပ်ခဲ့တဲ့သူပါလမ်းတစ်ဖက်ကသူ့လုပ်ဖို့ကင်ဘက်တွေကဆိုင်းဘုတ်ကိုလှည့်ပတ်ပြီးကစားပြနေတာကိုမြင်တော့ဂျက်ကလည်းစမ်းကြည့်ကျင်လာပါတယ်ဒါပေမဲ့သူကဆိုင်းဘုတ်ကိုလွတ်တင်လိုက်တဲ့အခါဖြတ်သွားတဲ့ကားတစ်စီးကိုသွားမှန်ပါတယ်ကြောက်သွားတဲ့ဂျက်ကတော့ချက်ချင်းထွက်ပြေးတာပေါ့ဒီနေ့မှာတော့ဂျက်ကတူလေးနစ်ကိုကြောင်းလိုက်ပို့ရင်းနဲ့အမျိုးသမီးတစ်ယောက်ကိုသတိထားမိသွားပါတယ်သူမရဲ့ချမ်းသာတဲ့ပုံစံကဂျက်ရှာနေတဲ့ပုံစံအတိုင်းပါပဲတူလေးကအဲ့ဒါသူ့အတန်းဖော်ရဲ့အဖွားလီစာလစ်ဆာဖြစ်ကြောင်းပြောပြပါတယ်ဂျက်ကချက်ချင်းပဲလင်းယောက်ျားရှိသေးလားလို့မေးတဲ့အခါမနစ်ကမှဆုံးသွားပြီလို့သိရပါတယ်ဒီသတင်းကိုကြားတော့ဂျက်ဟာအယမ်းစိတ်လှုပ်ရှားသွားပြီးသူမနောက်ကိုချက်ချင်းလိုက်သွားပါတယ်အနီးနားမှာရေကူးကန်တစ်ခုတွေးလိုက်ရတော့ဂျက်ကပိုပြီးဝမ်းသာသွားပါတယ်ဘာလို့လဲဆိုတော့ရေကူးတာကသူ့အကျွမ်းကျင်ဆုံးအလုံးမို့လို့ပါသူကနေကမျက်မှန်နဲ့ရေကူးပေါင်းပြီးတစ်ထည်ဝယ်လိုက်ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကလီစာကိုဆွဲဆောင်ဖို့ပါရေကူးကန်မှာအသက်လက်ပိုင်းဂျက်ဟာသူ့ရဲ့ဖြူနေတဲ့စပင်းတွေကိုကြည့်ပြီးစိတ်ညစ်နေတော့အနာကဖက်နှက်တိုက်ဆေးမှုကိုမြင်သွားပြီးအကြံတစ်ခုရသွားပါတယ်မိနစ်အနည်းငယ်ကြာမှတော့ဂျက်ဟာယုံကြည်မှုအပြည့်နဲ့ရေကူးကန်ပေးကိုလမ်းလျှောက်လာပြီးလူတိုင်းရဲ့အာယုံကိုဖန်ဆားလိုက်ပါတယ်သူကနေကမျက်မှန်ကိုလွှတ်ပစ်ပြီးစတိုင်ကြကြရေထဲကိုခုန်ချလိုက်ပါတယ်ဒါပေမဲ့ဖက်နှက်တိုက်ဆေးတွေကရေနဲ့ထိတော့ပျော်ဆင်းလာပါတယ်သူရေထဲကပြန်တက်လာတဲ့အခါဂျက်ရဲ့မျက်နှာတစ်ခုလုံးဖက်နှက်တိုက်ဆေးတွေပေးကျန်နေပါပြီသူကသူ့ရဲ့ခံစားချက်တွေကိုမဖွင့်ပြောရသေးခင်မှာပဲလီစာကတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လန့်ဖြတ်သွားပါတယ်ဒီလိုနဲ့ပဲယုံကြည်မှုလွန်ကဲနေတဲ့ဂျက်ရဲ့အစီအစဉ်ကြီးကြာရှုံးသွားရပါတော့တယ်